မြန်မာနိုင်ငံကိုကလားလူမျိုးလိုရေဘူးရခေါ်ဆိုကြတဲ့အိန္ဒိယနယ်ဘွားတွေစတင်ရောက်ရှိလာခဲ့တဲ့တမိုင်းကြောင်းကလူရှင်းတဲ့ပုံမြင်တစ်ပုံမဟုတ်ပါဘူး။ဒါနှစ်ပေါင်း2500ကျော်ကြာခဲ့ပြီဖြစ်တဲ့ကုန်သွယ်ရေး၊ယုံကြည်မှု၊နိုင်ငံရေးအပြောင်းလဲတွေနဲ့ထိုးပေါက်ဝင်ရောက်လာခဲ့တဲ့စိတ်ဝင်စားစရာခရီးရှည်ကြီးတစ်ခုပါပဲ။ BC 900စုကနေ AD 900စုထိလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လောက်ကပေါ့။အိန္ဒိယပြည်ကရဲရဲနဲ့ကုန်သည်ကြီးတွေကပင်လယ်ပြင်ရဲ့လိုင်းတပိုးတွေကိုဖျက်ပြီးရွှေငွေကြောက်မြတ်ဒနာတွေပေါ်ကျွယ်ဝတဲ့မြန်မာကမ်းရိုးတန်းကိုစတင်ခြေချခဲ့ကြပါတယ်။လူတစ်ပြေရန်ကုန်ကမ်းရိုးတန်းဒညဝတီနဲ့တနင်္လာရီဒေသတွေပေါ့သူတို့ဟာကုန်ပစ္စည်းတွေကိုရောင်းဝယ်ဖောက်ကားရင်မြမမြေပေါ်မှာစတင်ခြေချခဲ့ကြပါတယ်။ဒါအပြင် BC 300စုလောက်မှာအိန္ဒိယရဲ့မင်းကြီးအာတောကဟာဗုဒ္ဓဘာသာကိုကဘာနှံ့ဖြန့်ချီဖို့ဆေလွတ်ခဲ့တဲ့ရှင်သောနာနဲ့ရှင်ဥဒ္ဒရဆိုတဲ့ယဟန်နှစ်ပါးဟာမြမပြည်ရဲ့သုဝနာဘူမီတထုံဒေသကိုရောက်လာပြီးဗုဒ္ဓသာသနာအစပြုခဲ့ပါတယ်။သူတို့နဲ့အတူအိန္ဒိယစာပေ၊နုပညာ၊ပိဋကပညာတွေပါမြမယဉ်ကျေးမှုတွေကိုစိတ်ဝင်လာခဲ့ပါတယ်။ဒီမျိုးပြနိုင်ငံတွေဖြစ်တဲ့ခေတ္တရာ၊အီတနို၊ဟန်လင်းတို့ရဲ့မြို့တည်ဆောက်ပုံအနုပညာလက်ရာတွေမှာအိန္ဒိယရဲ့လွှမ်းမိုးမှုကိုယနေ့ထိတိုင်တွေ့မြင်နိုင်ပါတယ်။ဒါကပထမဆုံးသောဆုံတွေ့မှုနဲ့ယဉ်ကျေးမှုဖလှယ်မှုပါပဲ။ AD 17ရာစုကနေ18ရာစုအထိပုဂံခေတ်မှာတော့ပုဂံဟာဗုဒ္ဓဘာသာရဲ့ဗဟိုချက်လိုဖြစ်လာခဲ့ပါတယ်။အိန္ဒိယကဗုဒ္ဓဘာသာပညာရှင်တွေယဟန်တန်ဃာတွေဟာပုဂံကိုလာရောက်လည်ပတ်ရင်ဗုဒ္ဓသာသနာကိုပုံမနှဆိုင်အောင်ပေါင်းကူးပေးခဲ့ကြပါတယ်။ပုဂံဖျားတွေရဲ့ပြည်သူ့ကပုံစံနဲ့နယံစီးပကြီးတွေမှာအိန္ဒိယရဲ့အငွေတက်တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ဒီလိုနဲ့ပဲ AD 17ရာစုကနေစပြီးအိန္ဒိယတောင်ပိုင်းနဲ့အနောက်ပိုင်းကအာရတ်နဲ့ပါရှားနယ်ဘွားမွတ်စလင်ကုန်သည်တွေဟာလည်းမြန်မာကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ရခိုင်ပြည်နယ်မြောက်ဦးခေတ်နဲ့တနင်္လာရီဒေသကိုရောက်ရှိလာခဲ့ကြတယ်။သူတို့ဟာကုန်သွယ်မှုတွေလုပ်ရင်းမြန်မာပြည်ပေါ်မှာအခြေချနေထိုင်ခဲ့ကြပြီးယနေ့ရခိုင်ပြည်နယ်ကမွတ်စလင်အတိုင်းဝိုင်းရဲ့ဘိုးဘေးတွေလို့ပြောနိုင်ပါတယ်။1824 1948ခုနှစ်မှာတော့အရင်လိုကုန်သွယ်ရေးသာသနာရေးတက်မဟုတ်တော့ပါဘူး။ဗြိတိရှတို့မြန်မာနိုင်ငံကို3ကြိမ်စစ်တိုက်သိမ်းပိုက်ပြီးနောက်1824 1852 1855မှာအိန္ဒိယနိုင်ငံသားတွေကိုမြန်မာနိုင်ငံထဲကိုလုံးရင်းနဲ့ခေါ်ဆောင်လာခဲ့ကြပါတယ်။ဒါရွေချက်ရှိလူရင်းအားရွှေ့ပြောင်းမှုကြီးတစ်ခုပါပဲ။ဒါကြောင့်လဲဆိုတော့ဗြိတိရှတွေကသူတို့ရဲ့အုပ်ချုပ်ရေးရန်နေရဖြစ်တဲ့ရဲ၊စစ်ရေးစစ်သားနဲ့မြန်မာပြည်ရဲ့စီးပွားရေးဖြစ်တဲ့စံစပါးစိုက်ပျိုးရေးစိတ်ကမ်းလုပ်ငန်းမိရထားတစ်ထုတ်လုပ်ရေးအတွက်လုပ်သားအင်အားဖြည့်တင်းဖို့လိုအပ်ခဲ့လို့ပါပဲအိန္ဒိယတောင်ပိုင်းကတမီတိလက်ကူတွေအရှေ့မြောက်ပိုင်းကဘင်္ဂါလီတွေဟိန္ဒူမွတ်စလင်စစ်လို့ခေါ်တဲ့ဘာသာဝင်တွေဟာရန်ကုန်လိုမျိုးကြီးတွေစီအုပ်စုလိုက်ရောက်ရှိလာခဲ့ကြပါတယ်ဒီကာလမှာအိန္ဒိယနယ်ဘွားငွေတိုးသမားချက်တီးယားတွေဟာလည်းမြမမြေယာတွေကိုသိမ်းပိုက်ပြီးတော့စီးပွားရေးလောကမှာကြီးစိုးလာခဲ့ကြပါတယ်ဒီလိုနဲ့အိန္ဒိယနယ်ဘွားလူဦးရေဟာရန်ကုန်နဲ့အခြားမြို့ကြီးတွေမှာတိတိတသာတိုးလာခဲ့ပြီးမြန်မာလူမှုဘဝနဲ့စီးပွားရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။ပြီးတော့မြန်မာနိုင်ငံကိုကလားလူမျိုးတွေစတင်ရောက်ရှိလာတဲ့တမိုင်းကြောင်းဟာရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်တဲ့ပုံသွယ်ရေး၊သာသနာရေး၊နိုင်ငံရေးစတဲ့အကြောင်းအမျိုးမျိုးနဲ့ဆက်နေတဲ့စိတ်ဝင်စားစရာကောင်းတဲ့တမိုင်းတစ်စုံတစ်စတစ်ခုပါပဲ။ဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာပုံမစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။